ချိန်မိနစ်30တရားထိုင်မှာဖြစ်ပါတယ်မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များနဲ့အမျိုးသားများကတင်မြင်ကိုယ်ထိုင်ပါမျိုးသမီးများလည်းတင်မြင်ကိုယ်ထိုင်လို့ကထိုင်နိုင်ပါတယ်ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်မြင်ကိုယ်ထိုင်တဲ့အရိယာပုံမှာဘယ်ဘက်ခြေထောက်ကိုအတွင်းငါထားညာဘက်ခြေထောက်ကိုအပြင်ငါထားခန္ဓာကိုယ်ရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတင်မြေခွေထိုင်တဲ့ရိယာပုစိတ်တိုင်းကြသွားပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါလက်မထိတ်ထီလို့အဆင်ပြေရင်လက်မထိတ်လေးနှစ်ခုထိထားလိုက်ပါလက်မထိတ်ထီလို့အဆင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိတ်ထီခြင်းမထီခြင်းကအဓိကမဟုတ်ပါဘူးခါကလေးပုံမှန်ထားပါခါကြီးမဆန့်ပါနဲ့ပုံမှန်လေးပဲထားကောင်းရှိမငုတ်စေနဲ့ကောင်းရှိငုတ်ရင်ငိုက်တတ်ပါတယ်ကောင်းနောက်မလန်းစေနဲ့ကောင်းနောက်လန်ရင်လည်းကိုယ်ခန္ဓာကိုမနိုင်ပဲလဲကျတတ်ပါတယ်မျက်စိကိုစင်းငယ်များမိတ်ပါအပြင်ကအယောင်အဆင်းအလင်းတန်းနေမဝင်အောင်မျက်စိကိုသူ့တဘာဝအတိုင်းမိတ်ထားလိုက်ပါပြန်ပြောပါမယ်တင်ပြင်ခွေထိုင်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါခါကလေးကပုံမှန်ထားပါခေါင်းရှိမငုတ်စေနဲ့ခေါင်းနောက်မလန်းစေနဲ့မျက်စိကိုစင်းငယ်များမှိတ်ထားလိုက်ပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုစိတ်တိုင်းကြသွားပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့နာသီဝကိုတတိကပ်တဲ့စာလိုပြောတော့တမ္မာတတိမက္ခင်ဝင်လေထွက်လေမြင်အောင်ကြည့်တဲ့စာလိုပြောတော့တမ္မာဝါယမမက္ခင်အာယုံတစ်ပါးစိတ်မသွားစေနဲ့စာလိုပြောတော့တမ္မာတမာတိမက္ခင်နာသီဝလေးလေးတိုးထီဝင်ရင်ဝင်သွားတယ်နာသီဝလေးလေးတိုးထီထွက်ရင်ထွက်သွားတယ်အဲ့ဒီဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်ပေးပါနာသီဝမှာလေးလေးကတွန်းတိုက်ဝင်ရင်ဝင်သွားတဲ့သဘောနာသီဝမှာလေးကလေးကတွန်းတိုက်ထွက်ရင်ထွက်သွားတဲ့သဘောရှိနေပါတယ်ခုယောဂီတို့ရဲ့ဘဝအသက်ရှင်ခွင့်ရနေတာအဲ့ဒီဝင်လေထွက်လေတစုံရှိလို့ပါဝင်လေဘက်မှာလဲထွက်လေဘက်မှာလဲရှားစရာမလိုပါဘူးဝင်လေဘက်မှာလဲထွက်လေဘက်မှာလဲလိုက်ကြည့်စရာလည်းမလိုပါဘူးသူ့တဘာဝကြကြရှိနေတဲ့ဝင်လေထွက်လေလေးဖြစ်နေတဲ့ဝင်လေထွက်လေလေးကိုနောက်ကတတိနဲ့ကပ်ပြီးတော့ကြည့်ပေးနေုံပါပဲတဘာဝကြကြလေးပဲနာသီဝမှာလေးလေးကတိုးထီဝင်ရင်ဝင်သွားတဲ့သဘောနာသီဝမှာလေးကလေးကတိုးထီထွက်ရင်ထွက်သွားတဲ့သဘောတဘာဝတိုင်းလေးရှိနေတယ်ဒါလေးကိုတတိနဲ့စောင့်ကြည့်ပေးရုံပဲဝင်လေကိုပြင်းပြင်းကြီးလည်းမရှူနဲ့ပြင်းပြင်းကြီးလည်းမထုံနဲ့ဝင်လေထွက်လေပြင်းပြင်းရှူပြင်းပြင်းထုံရင်ပင်ပန်းပြီးတော့မောလာတတ်တယ်ဝင်လေထွက်လေကိုဖြည်းဖြည်းလေးလည်းမရှူနဲ့ဖြည်းဖြည်းလေးလည်းမထုံနဲ့ငကုံမူလသူ့တဘာဝအတိုင်းရှိနေတဲ့ဖြစ်နေတဲ့ဝင်လေထွက်လေလေးကိုတတိထားပြီးတော့ကြည့်ပေးလိုက်ပါတေချာတတိထားကြည့်ပါယောဂီတို့ရဲ့နှာသီးဝမှာလေလေးကတွန်းတိုက်ပြီးဝင်သွားတဲ့သဘောယောဂီတို့ရဲ့နှာသီးဝမှာလေလေးကတွန်းတိုက်ပြီးထွက်သွားတဲ့သဘောရှိနေပါတယ်အထူးရှာစရာမလိုပါဘူးရှိပြီးသားတရားကိုစောင့်ကြည့်တာဖြစ်နေတဲ့တရားကိုစောင့်ကြည့်တာနာသီဝမှာလေလေးကတွန်းပြီးတော့ဝင်သွားတယ်အဲ့ဒီဝင်လေလေးကိုတတိနဲ့စောင့်ကြည့်နာသီဝမှာလေလေးကတွန်းပြီးတော့ထွက်သွားတယ်အဲ့ဒီထွက်လေလေးကိုတတိနဲ့စောင့်ကြည့်သေချာကြည့်ပါမြင်အောင်ကြည့်ပါ
ဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါစူးစိုက်ကြည့်တာသမထလေယောဂီရဲ့နာသီဝမှာဝင်လေလေးရှိနေတယ်ထွက်လေလေးရှိနေတယ်ဝင်လေလေးဖြစ်နေတယ်ထွက်လေလေးဖြစ်နေတယ်တိတိကျကျကြည့်လိုက်ပါထင်ထင်ရှားရှားတွေ့လာပါလိမ့်မယ်တခြားဘာမှမကြည့်ပါနဲ့တခြားဘယ်အာယုံမှမစိုက်ပါနဲ့ယောဂီတို့ရဲ့နာသီးဆုံးနာသီဝမှာလေကလေးထိခတ်ပြီးဝင်သွားတဲ့သဘောလေကလေးထိခတ်ပြီးထွက်သွားတဲ့သဘောဒီဝင်လေထွက်လေတစ်စုံကိုပဲအာယုံစူးစိုက်နေပါတတိထားဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိယရေးကြည့်ပါလေတတိထားဆိုရင်လွတ်သွားတတ်တယ်ဝရိယစိုက်ဆိုရင်ပြန့်လွင့်သွားတတ်တယ်အာယုံတစ်ပါးစိတ်မသွားစေနဲ့ဆိုထွက်ပေါက်ကရှာနေပြီစိတ်များဘလောက်စိုးတယ်လဲဆိုရင်တတိထတတိထတတိထလို့အတန်တန်ပြောနေတဲ့ကြားတွေကလွတ်သွားတယ်ဝရိယဆိုင်ဝရိယဆိုင်ဝရိယဆိုင်လို့အတန်တန်ပြောပေးနေတဲ့ကြားတွေကပြန့်လွင့်သွားတယ်အာယုံတစ်ပါးစိတ်မသွားစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ပြောပေးနေတဲ့ကြားတွေကစိတ်ကဟိုပြေးဒီပြေးနေတတ်တယ်စုစည်းထားလိုက်ပါယောဂီတို့ရဲ့စိတ်ကိုလွတ်သွားတဲ့ထဲလည်းမရောက်စေနဲ့လွင့်သွားတဲ့ထဲလည်းမမျောစေနဲ့မျက်စိနာနှာခေါင်းလျှောက်ကိုဓွာရတွေဘယ်ပေါက်ကမှစိတ်ကိုအထွက်မခံနဲ့ယောဂီတွေရဲ့နာသီးဆုံးနာသီဝဒီနေရာလေးမှာတတိကပ်ပြီးတော့ရှိနေတဲ့သဘောတရားလေးဖြစ်နေတဲ့သဘောတရားလေးဝင်လေထွက်လေလေးကိုပြောပါတယ်အဲ့ဒီဝင်လေထွက်လေလေးကိုတေချာဂယုစိုက်ကြည့်နေအရိယာပုဂ္ဂိုလ်ကငြိမ်တီကြည်ခိုင်ခန့်နေသိတယ်နော်ဝင်လေထွက်လေလေးကိုတတိနဲ့ကြည့်နေတဲ့ပုဂ္ဂိုလ်နဲ့တတိမဲ့စွာဖြစ်နေတဲ့ပုဂ္ဂိုလ်နဲ့အရိယာပုဂ္ဂိုလ်ဟာတယောက်နဲ့တယောက်မတူပါဘူးအာယုံကပြန့်လွင့်တတိကလွတ်ပြီးတော့စူးစီးမှုမရတဲ့ပုဂ္ဂိုလ်ရဲ့အရိယာပုဆိုရင်လှုပ်ကနေလှဲ့ကနေရင်ကနေရိုင်ကနေဖြတ်ကနေငိုက်ကနေစိုက်ကနေဖြစ်သွားတယ်ဒီရှိပြီးသားဝင်လေထွက်လေလေးကိုတတိကံပြီးရှုမှတ်နေတဲ့ပုဂ္ဂိုလ်ကြအရိယာပုဂ္ဂိုလ်ငြိမ်နေတာပဲတည်ကြည်နေတာပဲခိုင်ခန့်နေတာပဲအိတ်ချင်တဲ့စိတ်လည်းမလာဘူးငိုက်ချင်တဲ့စိတ်လည်းမလာဘူးရင်းချင်တဲ့စိတ်လည်းမလာဘူးရိုင်းချင်တဲ့စိတ်လည်းမလာဘူးခန္ဓာကိုယ်ဟာတည်တည်ငြိမ်ငြိမ်ကိုဖြစ်နေတာဘသူရဲ့စွမ်းအင်လဲဆိုတတိရဲ့စွမ်းအင်တတိရဲ့စွမ်းအင်ဘယ်လောက်ကြီးမားသလဲဆိုရင်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုထိမ့်သိမ့်ပြစ်လိုက်တာအရိယာဘုရားလှုပ်တာလှဲ့တာမရှိတော့ဘူးရိမ့်တာရိုင်းတာမရှိတော့ဘူးစိတ်တွေဘယ်အပေါက်ကမှအထွက်မခံတော့ဘူးတဲ့တတိရဲ့စွမ်းအင်အဲ့ဒါလောက်ကိုကြီးမားပါတယ်ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်လည်းတည်ငြိမ်အောင်ထိမ့်သိမ့်ပေးတာတတိယောဂီတို့ရဲ့စိတ်တွေကိုဘယ်မှမပြန့်လွင့်ထွက်မပြေအောင်ထိမ့်ပေးတာလေတတိတလုံးလက်ကင်သုံးအစုံနိဗ္ဗာန်ရာတဲ့ယောဂီတို့လက်ကင်သုံးရမှာကတတိတလုံးပဲအဲ့ဒီတတိတလုံးသာလက်ကင်သုံးလိုက်ရင်တဲ့စိတ်ဟာဘယ်ကာမဂုဏ်မှမပြေးသွားသည့်အတွက်ယောဂီတို့ရဲ့စိတ်ဟာငြိမ်းချမ်းမှုရနေပြီဒါကိုစာလို့ပြောရင်တမာတိပေါ့တမထာစိတ်ကိုတည်ငြိမ်အောင်လုပ်ပေးလိုက်တာဝရိယစိုက်ပါပြန်လည်မှုတွေမဖြစ်ပါစေနဲ့တတိထားပေးပါဘယ်မှထွက်မပြေးစေနဲ့ယောဂီတို့ရဲ့စိတ်ကိုတတိနဲ့ဝရိယနဲ့ညီနေပြီဆိုရင်နဲ့တမာတိတည်ကြည်နေပြီတတိကယော့ရင်တမာတိကပြုတ်ကြမယ်ဝရိယကပြန့်လည်သွားရင်လည်းတမာတိကပြုတ်ကြမယ်
တတိဝရိယရှိမှတမာတိဖြစ်မယ်တဲ့ရှင်းပါတယ်တတိဝရိယမရှိရင်တမာတိမဖြစ်ဘူးတဲ့အဲ့တော့ဒီတမာတိဖြစ်ဖို့တမာတိတည်ကြည်ဖို့တမာတိခိုင်ခံ့ဖို့ဆိုတာရှေ့ကဘာတူလဲဆိုတတိနဲ့ဝရိယတတိထားနေတဲ့ပုဂ္ဂိုလ်ဂရုစိုက်နေတဲ့ပုဂ္ဂိုလ်ပြန်လွင်မှုကိုထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်တမာတိဖြစ်ပြီအဲ့ဒီအဘောကငြိမ့်နေတာနိုင်ကနေစိုက်ကနေမဖြစ်ဘူးတတိရေးကြည့်ပါတယ်တတိဆိုတာပိုတယ်လို့မရှိဘူးတဲ့အမြဲတမ်းလိုနေတယ်ဝရိယဆိုတာကလွန်နေလို့ရှိတယ်ဝရိယလွန်တော့ပြန်လွင့်နေဝရိယလွန်တော့ပြန်လွင့်တာပေါ့တအားနင်းကန်ပြီးစူးစိုက်ပြီးတော့နေရင်လည်းပြန်လွင့်တတ်တယ်အဲ့တော့ဝရိယမလွန်အောင်ပြန်ထိန်းတာတတိကြီးကြီးထားပြီးတော့ထိန်းတာအဲ့ဒီတတိနဲ့ဝရိယညင်ညာစွာရှင်နေပြီဆိုရင်တဲ့တမာတိဖြစ်ပါလို့တောင်းတနေကြရမလို့တော့ဘူးတဲ့တတိနဲ့ဝရိယညင်ညာညာရှင်တွဲပြီးတော့ဖြစ်နေပြီဆိုရင်တမာတိဟာတည်ကြည်လာပြီတဲ့တတိဝရိယရှိမှတမာတိဖြစ်မယ်တဲ့တမာတိဖြစ်မှယုံနံသိမယ်ဟောအကြောင်းတရားနဲ့အကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားတတိဝရိယရှိမှဆိုတာကအကြောင်းတရားတမာတိဖြစ်လာမှာကအကျိုးတရားတမာတိဖြစ်တည်လာမှာကအကြောင်းတရားယုံနံသိမှာကအကျိုးတရားဟောအကြောင်းကျိုးကဒီလိုသွားနေတာနော်တတိဝရိယရှိမှတမာတိဖြစ်မယ်တမာတိဖြစ်မှယုံနံသိမယ်ယုံနံသိမှဖြစ်ပြက်မြင်မယ်တဲ့ဟောတတိနဲ့ဝိရိယရှိမှရှင်တွဲနိုင်မှဆိုတာကအကြောင်းတရားတမာတိဖြစ်မယ်ဆိုတာကအကျိုးတရားတမာတိဖြစ်တည်လာပြီဆိုတာကအကြောင်းတရားယုံနံသိမယ်ဆိုတာကအကျိုးတရားယုံနံသိမယ်ဆိုတာကအကြောင်းတရားအနိစ္စဖြစ်ပြက်ကိုမြင်မယ်ဆိုတာကအကျိုးတရားအကြောင်းလွတ်တဲ့တရားဆိုတာမရှိပါဘူးတတိထားပြီးတော့ကြည်ပါဝရိယစိုက်ပြီးတော့ကြည်ပါယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးသမာဓိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးသမာဓိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီသမာဓိအားကောင်းတဲ့ပုဂ္ဂိုလ်များကခန္ဓာဘက်ကိုဉာဏ်နဲ့ကြည့်ပါပြောခဲ့ပါတယ်တတိဝရိယရှိမှတမာတိဖြစ်မယ်တမာတိဖြစ်မှယုံနံသိမယ်ယုံနံသိမှဖြစ်ပြက်မြင်မယ်ကဲတမာတိတွေအကောင်းလာပြီဆိုရင်ခန္ဓာဘက်ကိုဉာဏ်နဲ့ကြည့်တဲ့ခန္ဓာဘက်ကိုဉာဏ်နဲ့ကြည့်တော့မယ်ဆိုရင်နှာသီးဝဝင်လေထွက်လေကိုဖြုတ်လိုက်တယ်ခန္ဓာဘာတွေပြောနေတယ်လဲခန္ဓာဘာတွေဖြစ်နေတယ်လဲခန္ဓာဘာတွေပြနေတယ်လဲဉာဏ်နဲ့စောင့်ကြည့်ခန္ဓာဘက်ကိုဘာလို့ဉာဏ်နဲ့ကြည့်ခိုင်းတယ်လဲဆိုရင်ယုံနံသိတဲ့ပုဂ္ဂိုလ်ဟာဖြစ်ပျက်ကိုမြင်နိုင်စွမ်းရှိသွားပြီတဲ့ခန္ဓာ၅ပါးပဲရှိတယ်ယုံနံတစ်ပါးပဲရှိတယ်ရုပ်တရားကြီးကနာရာကျင်နာပူရာဆူရာအောင့်တာတွေဖြစ်မယ်အဲ့ဒီဖြစ်တာတွေကိုဘယ်သူကသိမလဲနာငါသိမယ်အကျဉ်းချဲတော့ခန္ဓာ၅ပါးအကျဉ်းချုပ်တော့ရုပ်တရားနဲ့နာတရားဖောက်ပြန်ပျက်စီးနေတဲ့ရုပ်တရားတွေပဲရှိတယ်သိတတ်တဲ့နာတရားတွေပဲရှိတယ်ရုံးကလည်းဖောက်ပြန်နေဟိုနားတယ်ဆိုတာဖောက်ပြန်တာပဲကျင်တယ်ဆိုတာဖောက်ပြန်တာပဲပူတယ်ဆိုတာဖောက်ပြန်တာပဲအေးတယ်ဆိုတာဖောက်ပြန်တာပဲညောင်းတယ်ဆိုတာဖောက်ပြန်တာပဲ
စူးတယ်အောင့်တယ်ဆိုတော့ဖောက်ပြန်တာပဲနာတာမဟုတ်ဘူးရုပ်တရားဖောက်ပြန်တာကျင်တာမဟုတ်ဘူးရုပ်တရားဖောက်ပြန်တာပူတာမဟုတ်ဘူးရုပ်တရားဖောက်ပြန်တာအဲ့ဒီဖောက်ပြန်တဲ့ရုပ်တရားကမြဲသလားဉာဏ်နဲ့စောင့်ကြည့်ဟိုဖောက်ပြန်မှုတွေပဲဆိုတော့နာငါသိတာဟုတ်ပြီအဲ့သိလိုက်တဲ့စိတ်တွေရောမြဲသလားဉာဏ်နဲ့စောင့်ကြည့်ယုံနဲ့သိမှဖြစ်ပြမြင်မယ်ဆိုတာဒါကိုပြောပါတယ်ရုပ်ကလည်းချိန်နဲ့မြဖောက်ပြန်နေတယ်ဖောက်ပြန်နေသမျှနာငါသိနေတယ်ဖောက်ပြန်တဲ့ရုပ်တရားတွေကလည်းပြက်နေတာပဲသိတဲ့နံတရားတွေကလည်းပြက်နေတာပဲဩယုံနာဟာဖြစ်ပြီးတော့ပြက်နေပါလားလို့ငါကဉာဏ်နဲ့ဆုံးဖြတ်ချက်ချနိုင်မှဖြစ်ပျက်ကိုမြင်မယ်တဲ့။အိုးယုံနာအချိန်နဲ့မှပြက်နေတယ်ဆိုပြီးတော့ဉာဏ်နဲ့ဆုံးဖြတ်ချက်ချနိုင်ရင်အနိစ္စခန္ဓာကြီးပဲအဒုက္ခခန္ဓာကြီးပဲအနတ္တခန္ဓာကြီးပဲဖောက်ပြန်နေတယ်မမြဲလို့သိနေတဲ့စိတ်ကလေးပြတ်သွားတယ်မမြဲလို့သိလိုက်တာကအနိစ္စဖောက်ပြန်မှုတွေဆင်းရဲလိုက်တာခဏခဏသိနေရတဲ့စိတ်ကလည်းဆင်းရဲလိုက်တာဒုက္ခနားရဲခြင်းနဲ့ပူရဲဆူရဲမဖောက်ပြန်တယ်လို့လည်းအမိန်ပေးလို့မရနားတိုင်းခြင်းတိုင်းသိတယ်မသိပါနဲ့လို့လည်းအမိန်ပေးလို့မရအနတ္တဘောခန္ဓာကိုယ်ကြီးကိုကမ္မထအာယုံပေါ်မှာတင်းပြီးတော့ဆင်ကျင်လိုက်တဲ့ခါကျတော့နေစာဒုက္ခအနတ္တဖြစ်ပြီးပြည့်နေတဲ့လက္ခဏာတွေပဲရှိတယ်။ဩဒီခန္ဓာကြီးကစံပြားမှခြေပြားမှစံပြားတကူလုံးခါတမမွားနဲ့ဖောက်ပြန်နေတယ်တရိပ်နဲ့ပျက်စီးနေတယ်ခန္ဓာကိုယ်တကူလုံးကတဆက်ဆက်နဲ့ဖြစ်နေတယ်ဟိုစုကနေအောက်ကနေပေါ်နေတယ်ဩအတ္တတောက်စာမြချမ်းသာမှုမရှိတဲ့ခန္ဓာကြီးပါလားနောက်ကဉာဏ်နဲ့ဆုံးဖြတ်ချက်ချလိုက်ပါနောက်ကဉာဏ်နဲ့ဆုံးဖြတ်ချက်ချပြီးကြည်နေပြီဆိုရင်ဒီခန္ဓာကြီးကိုဆိုတာကဝါရပိဏာကိုပြောတာမဟုတ်ပါဘူးဆင်းရဲတဲ့ခန္ဓာကြီးကိုပြောတာဒုက္ခသစ္စာခန္ဓာကိုကြီးကိုပြောတာဒုက္ခတုံဒုက္ခကဲကြီးပဲဆင်းရဲတွေပြည့်နေတဲ့ခန္ဓာကြီးပဲဝါရပုဂ္ဂိုလ်ခန္ဓာကြီးလို့ပြောတာမဟုတ်ဘူးတဲ့ဒုက္ခတွေအပြည့်ရှိနေလို့ဆင်းရဲတဲ့ခန္ဓာကြီးလို့ပြောတာတသံတရားလုံးကခန္ဓာတွေနဲ့တန်ត្រာလဲခဲ့တာတသံတရားလုံးကဒုက္ခတွေနဲ့တန်ត្រာလဲခဲ့တာတန်ត្រာအဆုံးဆိုတာဒုမသိခဲ့ဘူးဒုက္ခအဆုံးဆိုတာဒုမသိခဲ့ဘူးအတူတူပဲယောဂီတို့တန်ត្រာကြီးထဲမှာမျောမောပြီးတော့ကျင်လည်ခဲ့ကြတာဒုက္ခနဲ့ပဲထွေးပိုက်ပြီးတော့ဒီဒုက္ခကြီးနဲ့သွားခဲ့လာခဲ့ရှောက်ခဲ့ဖြတ်ခဲ့ပန်းခဲ့ဘဝတွေလည်းမျိုးစုံပြီခန္ဓာဝန်ကြီးထမ်းပြီးတော့ဗြဟ္မပြေရောက်လိုက်နတ်ပြေရောက်လိုက်လူပြေရောက်လိုက်အပယ်လေးပုံရောက်လိုက်နဲ့ရောက်တဲ့ဘဝဟာခန္ဓာနဲ့ကြည့်ပဲအခုလည်းရောက်လာပြန်ပြီလူပြေပါလာပြန်ပြီဒီဒုက္ခခန္ဓာကြီးနဲ့ပဲဘယ်ဘုံဘယ်ဘဝဘယ်နေရာဌာနပဲကြခန္ဓာယုံနာအနိစ္စမှာမြင်အောင်မကြည့်နိုင်သေးရင်တော့ဒီဒုက္ခဝန်ကြီးနဲ့ငါဒုက္ခကြီးကိုကြည်စမ်းမှာကျွန်တော်ဒုက္ခကြီးကိုကြည်စမ်းမှာကျမဒုက္ခကြီးကိုကြည်စမ်းမှာဆိုပြီးတော့ရောက်တဲ့ဘဝမှာလှဲ့ပြခဲ့တာကိုယ့်ကိုယ်ဒုက္ခမှမသိဘူးတဲ့အခုလည်းလူဘဝရောက်နေပြန်ပြီဟိုဘက်မိသားစုကြည်လဲဒုက္ခနဲ့ဒီဘက်မိသားစုကြည်လဲဒုက္ခနဲ့တနိုင်ငံလုံးကြည်လဲဒုက္ခနဲ့တကဘာလုံးကြည်လဲဒုက္ခနဲ့ဒီဒုက္ခဝန်ကြီးထမ်းပြီးတော့အိမ်တကာသွားရက်တကာသွားမြို့တကာသွားလှဲ့ပြနေ
အခုချင်းအစပြီးတော့ဒုက္ခဝဉ္ကြီးထမ်းပြီးတော့ရတကသွားအိန္ဒကသွားနေရတကသွားပြီးတော့လှည့်ပြเสียမလိုတော့ဘူးတဲ့ခန္ဓာယုံနံကြီးရဲ့အဆုံးနေရာကိုသိနေပြီရရှင်ကိုရမကြီးကသာသနာအဆုံးမပြီးခဲ့တယ်တာဝကတွေကိုကြံရှိခဲ့တဲ့ဝိနည်းတာဝကတွေဟာသူ့ဆရာနဲ့သူ့တာဝကနဲ့သူကျွချင်းတန်ကျွမဲ့ပုဂ္ဂိုလ်တွေကြီးပဲသစ္စာတရားကိုစူးစူးဆိုင်ဆိုင်နာကြပြီးဝိပဿနာတရားကိုအားထုတ်မဲ့ပုဂ္ဂိုလ်တွေဆိုရင်အားရသာသနာဟာကွယ်တယ်လို့မရှိဘူးတဲ့သောတာပန်တဂရအနာဂတ်ယဟနာဖြစ်နေအောင်မှာပဲရှိနေအောင်မှာပဲတည်နေအောင်မှာပဲဒုက္ခဘဝလွတ်နေအောင်မှာပဲတဲ့ရရှင်ကိုရောမြတ်ကြီးကပြိနိဗ္ဗာန်ဆန္ဒနီးမှာမှာရမ်းချွေခဲ့တယ်အခုယောဂီတို့ဘုရားရဲ့သာသနာအဆုံးအမနဲ့ထိတ်တိုက်တွေ့လို့လေးလေးပင်ပင်ဝန်ထမ်းပြီးပယ်ပိုးသွားနေရတဲ့ဒုက္ခဝန်ကြီးကိုလွတ်ချခြင်းပြီ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 ဆိုပြီးတော့တံဝေကညံနေတဲ့ရင့်တန်လာပြီဆိုလိုက်တဲ့ဒုက္ခဝန်နေတိုင်းပယ်ပိုးထမ်းနေရတဲ့ဒုက္ခဝန်ရှားရေးဖွေရေးသွားတော့လေဒီဒုက္ခဝန်ကြီးထမ်းသွားရစားကြတောက်ကြမိဖို့ကံနဲ့ဝင်တော့လေဒီဒုက္ခဝန်ကြီးထမ်းသွားရဒီဒုက္ခဝန်ကြီးနဲ့တို့သွားလာနေရတာလေးလိုက်တဲ့ဝန်ကြီးဘုရားသာသနာအဆုံးမဝိပဿနာဉာဏ်နဲ့တွေ့တော့လွတ်ချမယ်ဆိုတဲ့ဉာဏ်ထိုးထွင်းသိတဲ့ဉာဏ်ဒါနသီလသမထလောက်သိတဲ့ဉာဏ်မဟုတ်ဘူးခန္ဓာဝန်ကိုလွတ်ချတော့မယ်ဆိုတဲ့ထိုးထွင်းသိတဲ့ဝိပဿနာဉာဏ်အဲ့ဒီဉာဏ်နဲ့ဒီယုံ nant ရဲ့အနိစ္စကိုမြင်အောင်ကြည့်မှတော်တော်ဆိုးတဲ့ခန္ဓာကြီးပဲနေ့စဉ်နဲ့အမျှပြုပြင်ပေးနေရတယ်နေ့စဉ်နဲ့အမျှမုံမှန်ပေးနေရတယ်နေ့စဉ်နဲ့အမျှထိမ့်သိမ့်ပေးနေရတဲ့ခန္ဓာကြီးမမောစရာမရှိတဲ့ခန္ဓာကြီးပါလားဘုရားပေးတဲ့ဉာဏ်နဲ့ခန္ဓာယုံ nant ရဲ့အနိစ္စကိုတို့အခုမှဇွဲရှိနဲ့မကြည့်နိုင်ဘူးဆိုရင်တော့သာသနာနဲ့ငါနဲ့တွေ့တာဘာအကျိုးရှိမလဲနှလုံးသွင်းဆိုတာကစူးစူးနှစ်နဲ့မှန်ကန်ရတယ်လူနေတန်းနေုံနဲ့ကျင့်တတ်နေလို့မရဘူးဘုရင်တရားလေးဖြည့်ဆည်းုံနဲ့ကျင့်တတ်နေလို့မရဘူးဂုံတော်လေးထုံနေုံနဲ့ကျင့်တတ်နေလို့မရဘူးဒီခန္ဓာဝန်ကြီးကိုလွတ်ချမယ်ဆိုတဲ့ဉာဏ်ဒီဒုက္ခဝန်ကြီးကိုမလိုချင်တော့ဘူးဆိုတဲ့ဉာဏ်တန်တရာစကံကြီးသိမ့်ခြင်းပြီးဆိုတဲ့ဉာဏ်ဝိပဿနာဉာဏ်လို့ခေါ်ပါတယ်အဲ့ဒီဉာဏ်ဝင်မှခန္ဓာတွေကိုရှိတဲ့ကိလေသာတွေကိုရှင်းထုတ်နိုင်မှဒီခန္ဓာယုံနာဟာနေတော့လဲပေါ့ပါပြီးတော့ဝိပဿနာဉာဏ်ခန္ဓာထဲမှာပြည့်ပြည့်ဝဝကိန်းသွားပြီဆိုရင်ပြုံးလေးနဲ့သေပြီးတော့ဒီတဘဝရဲနဲ့မဟာသောတာပန်မဖြစ်ရင်တောင်တဲ့ဒုတိယဘဝဝုန်းကနေနတ်တွေရောက်တာနဲ့သောတာပန်ဖြစ်မှာဝိပဿနာရဲ့အကျိုးတဲ့တို့ဝိပဿနာတရားအားထုတ်နေတာသည်ရရှိနေတဲ့လက်ရှိခန္ဓာကြီးလည်းမတွေ့တာခြင်းလို့တွေ့တာမှုတွေရော့ခြင်းလို့နောင်လာမဲ့အနာဂတ်ဘဝတွေလည်းမလိုခြင်းလို့သူကနှစ်ခုပြောတာနော်လက်ရှိခန္ဓာကြီးလည်းမတွေ့တာခြင်းအောင်နောင်လာမဲ့ဘဝတွေလည်းမလိုခြင်းအောင်လက်ရှိခန္ဓာကိုမတွေ့တာခြင်းအောင်ဖြတ်ပြင်မှလည်းညံမဲ့နောင်လာတဲ့ဘဝတွေကိုမလိုခြင်းအောင်ရှုချလိုက်မှလည်းညံမဲ့တစ်ချက်တည်းပဲအဲ့ဒီညံနဲ့သာဒီခန္ဓာယုံနာမှာဖြစ်နေတဲ့သဘောတရားတွေသူကသဘောတရားတွေဖြစ်သွားတယ်ခန္ဓာယုံနာမှာသဘောတရားတွေပဲရှိတယ်လေနာရင်နာတဲ့သဘောကျင်ကျင်တဲ့သဘောပူရင်ပူတဲ့သဘောအေးရင်အေးတဲ့သဘောစူရင်စူတဲ့သဘောအောင်းရင်အောင်းတဲ့သဘောခန္ဓာမှာဘာတွေပဲရှိတယ်သဘောတရားတွေပဲရှိတယ်ခ
ခန္ဓာမှာပေါ်လာတဲ့နာမှုကျင်မှုစူးမှုအောင်းမှုသဘောတရားတွေကိုဉာဏ်နဲ့သာစောင့်ကြည့်လိုက်ငါမှဖြစ်နေတာမဟုတ်ဘူးယုံနာမှဖြစ်နေတာငါမှကျင်နေတာမဟုတ်ဘူးယုံနာမှကျင်နေတာအဲ့ဒီယုံနာကိုနောက်ကဉာဏ်နဲ့ပိုင်းပိုင်းနိုင်ဆုံးဖြတ်ချက်ချပြီးရှုပါစေဉာဏ်နဲ့စောင့်ကြည့်လိုက်ကျင်ပါစေဉာဏ်နဲ့စောင့်ကြည့်လိုက်ပူပါစေဉာဏ်နဲ့စောင့်ကြည့်လိုက်နားတဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်မရှိတာတွေ့မယ်ကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်မရှိတာတွေ့မယ်ပူတဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်မရှိတာတွေ့မယ်မရှိတာဆိုတော့ပြတ်တာကိုပြောတာပဲရှေ့ကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်တော့မရှိဘူးပြတ်သွားတယ်ရှေ့ပူတဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်တော့မရှိဘူးပြတ်သွားတယ်ဟောရှိရကနေမရှိတာကိုမြင်အောင်ကြည့်တာဝိပဿနာတဲ့တဏှာနဲ့နာနေတာမဟုတ်ဘူးတဲ့တကျင်နဲ့ကျင်နေတာမဟုတ်ဘူးရှေ့ကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်လိုက်တော့မရှိတော့ဘူးတဲ့နောက်ကျင်တဲ့သဘောလေးအစာထိုးတာဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ခန္ဓာရဲ့သဘောကဒီလိုသွားနေတာဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်နောက်ကဉာဏ်ကသိပေးလိုက်တဲ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့အချိန်ကဘာမှမကြပါဘူးတန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးတည်အသုံးချပါခန္ဓာမှာပေါ်လာသမျှအနိစ္စရှုတဲ့ဉာဏ်ကမက်ကခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်အစဉ်ကပ်နေပြီဆိုရင်ကိလေသာကြားမခိုတော့ဘူးတဲ့နာရဲပြင်းကျင်နေဆိုတဲ့လောဘကိလေသာလည်းမဝင်တော့ဘူးတဲ့နာလိုက်တာတော်တော်နာတာပဲလို့ဖြစ်လာမဲ့ဒေါသတွေလည်းမဝင်တော့ဘူးတဲ့ဟိုနာနေတယ်ကျင်နေတယ်ကြီးနာတာကျင်တဲ့စိတ်မအောင်နာတာကျင်တဲ့ထဲမှာငါစိတ်ဝင်နေရင်ပြင်းကျင်မယ်စိတ်ကိုမျောလိုက်မယ်ဆိုတဲ့မောဟကိလေသာလည်းမဝင်တော့ဘူးတဲ့ခန္ဓာရဲ့ဉာဏ်ရဲ့ကပ်နေပြီဆိုရင်ပြင်းကျင်တဲ့လောဘကိလေသာမပြင်းရမနေနိုင်ပြင်းထန်နေတဲ့ဒေါသကိလေသာတက်တာအောင်လွင်မျောလိုက်မယ်ဆိုတဲ့မောဟကိလေသာခန္ဓာနဲ့ဉာဏ်နဲ့တာကပ်နေရင်လောဘဒေါသမောဟဆိုတဲ့ကိလေသာအနာတောင်မကပ်ရဘူးတဲ့ခန္ဓာထဲမှာဘယ်ကိလေသာမှအဝင်မခံနဲ့တဲ့ဉာဏ်နဲ့တွန်းထုတ်တာခန္ဓာထဲမှာရှိတာကအနိစ္စခန္ဓာထဲမှာရှိတာကဒုက္ခခန္ဓာထဲမှာရှိတာကအနတ္တခန္ဓာထဲမှာအနိစ္စဒုက္ခအနတ္တပဲရှိတာပဲဘာလို့လောဘဒေါသမောဟတွေကိုဆွတ်ဆွဲသွင်းနေရတာလဲငါကိုရှိကအနိစ္စဒုက္ခအနတ္တယောဂီတို့ကဆွဲတင်လိုက်တာကလောဘဒေါသမောဟရှိတဲ့အနိစ္စဒုက္ခအနတ္တကိုဉာဏ်နဲ့ကြည့်ရမှာအဲ့တော့ပြောင်းပြန်ဖြစ်နေတယ်လောဘဒေါသမောဟကြခန္ဓာထဲမှာအမြဲတမ်းရှိနေပြီးတော့အနိစ္စဒုက္ခအနတ္တကြတော့ခန္ဓာပြင်မဲ့ကိုဆွဲထုတ်ထားတယ်အတွင်းတရားနဲ့အပြင်တရားမှားနေတယ်အရှိကအနိစ္စဒုက္ခအနတ္တမမြဲစင်းရဲ့အစိုးမရခန္ဓာထဲမှာမထားနဲ့မရှိအောင်ထုတ်ရမှာကလောဘဒေါသမောဟဝိပဿနာတရားအားထုတ်တယ်ဆိုတာကရှိတဲ့အနိစ္စဒုက္ခကိုမြင်အောင်ကြည်တာခန္ဓာထဲမှာမရှိတဲ့နဲ့မထားတဲ့နဲ့လောဘဒေါသမောဟတွေကိုအပီမောင်းထုတ်တာအဲ့ဒါဝိပဿနာအားထုတ်တာပဲတတိထာဝရိယစပညာနဲ့စောင့်ကြည့်ပါတတိထာဝရိယစပညာနဲ့စောင့်ကြည့်ပါခန္ဓာကြီးကဖြစ်ပြီးတော့ပြည့်နေတယ်ဒုက္ခသစ္စာအဲ့ဒီဖြစ်ပျက်ကိုမြင်အောင်ကြည့်နေတာကမဂ္ဂသစ္စာ
မေကသစ္စာဝင်လာပြီဆိုရင်ခန္ဓာကိုယ်လိုချင်တဲ့တဏှာခန္ဓာကိုယ်ခင်ခြင်းနဲ့တဏှာခန္ဓာကိုယ်ဆွဲလန်းခြင်းနဲ့ဥပါဒံခန္ဓာကိုယ်စေကပ်နေတဲ့ဥပါဒံလှုပ်မဲ့လှဲ့မဲ့ပြင်မဲ့ဆိုတဲ့ကံနောင်ဘဝတွေကိုလိုချင်တဲ့ဆိုတဲ့ကံမေဃသစ္စာခန္ဓာနောက်ကဝင်လာရင်တဲ့တဏှာရဲ့ဥပါဒံရဲ့ကံရဲ့သေပြီတဲ့တဏှာဥပါဒံကံသေတာကသမုဒယသစ္စာကမ္မဘဝပစ္စယဇာတိတဲ့ကံသေမှတော့ဇာတိလည်းချုပ်ပြီပေါ့နောင်ဇာတိချုပ်တာကနိရောဓသစ္စာအဲ့ဒါလို့သစ္စာ၄ချက်စိုက်အောင်သစ္စာ၄ချက်ကြိုက်အောင်တတိထားဝရိယစိုက်ပြီးပညာနဲ့စောင့်ကြည့်ပါတတိထားပါတတိမလွတ်ပါစေနဲ့အချိန်တိုင်းငယ်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကရုပ်တရားရုပ်ကလည်းဖြစ်ပြီးတော့ပြက်နာမ်ကလည်းဖြစ်ပြီးတော့ပြက်ရုပ်နာမ်တစ်စုံဟာဖြစ်ပြီးတော့ပြက်နေပါလားလို့ဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီရုပ်နာမ်တစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနူးညံ့တယ်တရားဆိုတာသိမ်မွေ့တယ်ယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီ